ဧကရီဒဲဂျူဟာတလားလုံးသွားကိုက်ဝေဒနာခံစားနေရတာကြောင့်အလွယ်တကူဝါးစားနိုင်မဲ့အစားအစာကိုပြင်ဆင်ပေးဖို့အမိန့်ချလိုက်ပါတယ်။မိန်းကလေးကငါးကိုအပိုင်းပိုင်းဖြတ်ပြီးပင်လယ်စားနဲ့ထင်းရှူးရွက်ခင်းထားတဲ့မုတ်ဖုတ်ပြားပေါ်တင်လိုက်တဲ့အဓိကစားဖို့မှုကငါးအကြီးခွန်မဖယ်ထားလို့လှောင်ပြောင်ပေမဲ့သူမကဂယုမဆိုင်ခဲ့ဘူး။ထို့နောက်အကြီးခွန်ပေါ်စီလိမ့်ပြီးမိပူနေနေနဲ့ဖြည်းဖြည်းချင်းဖုတ်လိုက်တယ်။နောက်တစ်ဖက်မှာတော့နန်းတော်ထဲကစီအားလုံးဒီပါကိုအိုးထဲထည့်ပြီးအမဲသားတုံးတွေကိုနှက်ထားလိုက်တယ်။လူတိုင်းအံ့ဩသွားကြတယ်ဧကရီမကြိုက်ရင်အားလုံးအပြစ်ပေးခံရနိုင်တာကိုဒါပေမဲ့မိန်းကလေးကယုံကြည်မှုအပြည့်နဲ့ရက်နေခဲ့တယ်။ဒါဟာခင်မီပြင်သစ်ခံတဲ့ချက်နည်းဖြစ်ပြီးအသားကိုနူးညံ့ပြီးအရသာပြေဝစီမှာဖြစ်တယ်။တညလုံးမိဖို့ဘေးမှာစောင့်ကြည့်ပြီးနောက်အစားအစာကိုဧကရီရှိတင်ဆက်လိုက်တယ်။အကြီးခွန်မှာငါးနဲ့အမဲသားတုံးတွေကိုမြင်လိုက်တော့ဧကရီမကျေနပ်တယ်လို့ဖြစ်သွားတယ်။ဒါပေမဲ့ဗိုက်စာနေတဲ့အတွက်စမ်းစားကြည့်လိုက်တယ်။တကိုက်စားပြီးချိန်မှာတော့အံ့အားသင့်သွားတယ်။အစားအစာကပါဇက်ထဲမှာလည်းအရေးပြောသွားတယ်လို့နူးညံ့ပြီးမူလအရသာကိုလည်းထိမ့်သိမ်းထားနိုင်ခဲ့တယ်။ဒီအောင်မြင်မှုကြောင့်မိန်းကလေးဟာတော်ဝင်စားဖို့မှုအဖြစ်တိုးမြင့်ခန့်အပ်ခံရရတယ်။ဒါပေမဲ့အဓိကစားဖို့မှုကတော့သူမရဲ့အရေးချင်းကိုမလက်ခံသေးဘူး။ဒါကြောင့်နှစ်ဦးသားဟင်းချက်တန်ပွဲကျင်းပဖို့ဆုံးဖြတ်လိုက်ကြတယ်။အဓိကစားဖို့မှုရဲ့ဓာတ်ကင်ကျွမ်းကျင်မှုကိုမြင်ပြီးလူတိုင်းမိန်းကလေးရှုံးမယ်လို့ထင်နေကြတယ်။ဒါပေမဲ့သူမကဓာတ်နှစ်ချောင်းကိုတပြိုင်နက်တည်းအသုံးပြုပြီးစတင်ခုတ်ဖြတ်လိုက်တယ်။နိုင်ဝက်ကြသွားပေမဲ့စားစရာတွေမပြောင်းလဲသလိုမြင်ရတာကြောင့်အဓိကစားဖို့မှုကလောင်ပြောင်ပြုံးလိုက်တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူမဓာတ်ကိုအသာလှုပ်လိုက်ချိန်အားလုံးကတိတိကျကျအပိုင်းလိုက်ပြစ်ကျသွားတယ်။လူတိုင်းအံ့ဩမဆုံးဖြစ်သွားကြတယ်။နောက်ဆုံးသူမချက်ထားတဲ့ဟင်းကိုမိစမ်းသူကအရသာကြောင့်ချီကျူးမဆုံးဖြစ်သွားတယ်။ဒါပေမဲ့နောက်လဲကြည့်လိုက်ချိန်မှာတော့အဓိကစားဖို့မှုရဲ့ဒေါသထွက်နေတဲ့မျက်လုံးကိုမြင်လိုက်ရတော့